အားလုံးပဲမင်္ဂလာပါနော်နေ့ရက်နေ့အတွက်ကျွန်တော်တရက်နေ့တော့ကတော့လေဟိုဟာ YouTube ကတော့ short ဘက်မှာတင်ထားရနော်တွေ့လာတော့မသိဘူးတွေ့မှာပါဟာလားတော့ကြည့်ရှိရအဲ့ဘက်မှာတင်ထားရနော်တင်ထားတယ်ဟိုဟာကအခွေပေါ့နော်အခွေ9လုံးတင်ထားတာသူကမနေ့ပိုင်းမှာပဲမိသွားတယ်အဲ့တော့အခုနေ့ရက်နေ့အတွက်ကအဲ့ဒီ short မှာလည်းတင်မယ်ဒီဘက်လည်းလာပြီးပြောပြတာနော်အဲ့ဒါမပြောခင်မှာပေါ့နော်ဘာပြောမှာအောင်ဆိုရင်ကျမထုံးစံတိုင်းပဲကျမရဲ့ရောင်းကက်ပေါ့နော်ရောင်းကက်လေးပြောမယ်ဒါတော့မိတ်ဆက်တာပေါ့ဗျာနော်မိတ်ဆက်တာဆိုတော့အဲ့ဒါလေးပြောမယ်နော်ဘရိုးမကျော်ပတ်တီနော်စိန်ခေါ်ထိတ်သုံးလုံးခွေနော်သုံးလုံးခွေအပူပါအဲ့ဒါရောင်းတယ်ဒါကျမရဲ့ရောင်းကက်နော်အားလုံးကဗိုလ်တော်ဟုအတွင်းထဲမှာပဲထွက်တာများတယ်နော်တကယ်တမ်းကျမခေါ်ထားတာကတော့ဗိုလ်တော်ဟုမကျော်ပတ်တီကတော့ဗိုလ်တော်ဟုနေညနေတီပဲခေါ်တယ်သုံးလုံးခွေအပူပါကတစ်ပတ်လုံးစာနောက်ပြီးတော့စိန်ခေါ်ထိတ်ကလည်းတစ်ပတ်လုံးစာဒါပေမဲ့လိုတဲ့စိန်ခေါ်ထိတ်ကများတော့အဖြစ်သူကြတာကဗုဒ္ဓဟူအတွင်းထဲမှာထွက်တာများတယ်ဗုဒ္ဓဟူကြော်သွားပြီဆိုရင်တော့သူကဂိမ်းဆိုင်ပြီးတော့လိုက်ရမယ်နော်အဲ့ဒါကဒါကျမရဲ့ရောင်းကက်တွေပေါ့နော်ပြောပြတာဟုတ်ပြီအဲ့တော့ပြောမယ်နော်ဟိုတချို့ကြည့်မရတဲ့သူတွေကိုပြောတာပါကျမကိုကြည့်မရတဲ့သူတွေဆိုရင်စိတ်ချမ်းသာစွာနဲ့ပဲကြော်သွားနော်တော့ကြလေအမြင်ကက်ပြီးကြတော့ဟိုမကြည့်ချင်မဲ့လည်းကြည့်နေရမှာလဲစိုးလို့မလို့ပြောတာရှိတယ်တချို့ကဘာလဲမဟုတ်ဘူးလေဒီတိုင်းပဲ blame ကျင်လို့ကိုတက်ကိုလာပြီးတော့ကြတော့ဒီလား blame တဲ့လူတွေကတက်တီးတန်ကိုရှိရအဲ့အရာတွေကဒါလေးကတော့ကြုံလုံးပြောလိုက်တာဘာမဟုတ်ဘူးနော်ကြုံလုံးလေးပြောလိုက်တာအဲ့တော့ဟိုကနေ2ရက်နေ့ခွေမှာကကြတော့တဲ့တို့ဘယ်လိုခွေမလို့63251 63251အဲ့ဒါကိုခွေမယ်ခွေဆော့လိုက်နော်ခွေမယ်ဆိုရအခွေဟူသမျှပါတော့အဲ့ဒါသိမှာပေါ့လား63251အဲ့ဒါခွေမယ်ဒါတော့ဒီနေ့ကုန်သုံးပြီးနည်းနည်းကြီးပါတယ်ဆိုညနေ3စရာမလို့